လုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ TVN Media နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ကျမတို့တစ်ပုတ်အနေနဲ့အကြံဖတ်မရောက်လိုင်းဖအမျိုးတို့လာရောက်မှာဖြစ်တဲ့အတွက် BGF အပါအဝင်စစ်တပ်နဲ့အဆင်ပြေသောကရင်လက်နက်ကိုင်များမျိုးထဲမလာရအမိန့်ထုတ်ပြီးဖအံတခွင်လုံးချုံရဲ့အထူးတင်ချက်ထားမူပင်မှာလဲစိုက်ပျိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်ဖွင့်ပေးတက်အောင်မဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားပါမယ်အကြမ်းဖက်မြောင်းလိုင်းမှာဒီကနေ့ကရင်ပြည်နယ်ဗအံမျိုးတို့လာရောက်မှာဖြစ်တဲ့အတွက် BGF အပါအဝင်စစ်တပ်နဲ့အဆင်ပြေသောကရင်လက်နက်ကိုင်တပ်ဖွဲ့များမျိုးတွေမလာရဘူးလို့အမိန့်ထုတ်ပြန်ထားကြောင်းကရင်စီရေးသတင်းမြစ်ချုပ်ကပြောပါရယ်။ယမန်နေ့အကြမ်းဖက်စစ်ကောင်ဆောင်မြောင်းလိုင်းကလက်တလောရန်ကုန်မြို့မှာရောက်ရှိနေပြီးဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBA ရဲ့85ကြိမ်မြောက်ဆင်ရတု38ဖြာမင်္ဂလာတရားတော်နဲ့ဗုဒ္ဓဝင်စာမေးပွဲစုချင်းမြတ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြောင်းရမတဆင်ဗအံမျိုးတို့လာရောက်ရန်ရှိနေကြောင်းသိရပါရယ်။ဗအံကိုမအားလာမှာလို့ကရင်လက်နက်ကင်တွေကိုလက်နက်ကင်ပြီးတော့မြို့ရဲမလာရအမိန့်ထုတ်တယ်ဗအံမှာတက်နယ်တွေးဆုံပွဲနဲ့ကရင်ပြည်နယ်ဆိုရဌာနဆိုင်ရာတွေးဆုံပွဲလုံးမယ်ပြီးရင်ဗအံတောင်ကလေးစစ်စေးရုံကိုသွားပြီးတော့တန်ရစစ်တီတွေကိုသွားပြီးတွေးဖို့ရှိတယ်လို့ကရင်စီသတင်းမြစ်ကပြောဆိုပါတယ်ဒါအပြင်မြောင်လိုင်းကမအူပင်မြို့နယ်မှာဖွင့်လှစ်ရန်ရှိနေတဲ့စိုက်ပျိုးရေးတက္ကသိုလ်နဲ့ဝင်းပြူရေးတက္ကသိုလ်မအူပင်ဖွင့်ပွဲတို့လည်းရောက်ရှိနေပြီးတော့ယမန်နေ့ကလေးကမအူပင်တစ်မျိုးလုံးလမ်းပြီးဝဲရာစေတုတ်ချင်းလုံခြုံရေးများချထားခြင်းဝင်ကြီးဌာနအဆောင်များစေတုတ်ချင်းများလှုပ်ဆောင်လျက်ရှိကြောင်းသိရပါတယ်နွေမာလာတတိယပတ်မှာမအူပင်မှာစိုင်မွေးတက္ကသိုလ်ဖွင့်ပွဲစကောင်းဆောင်တက်ဖို့ရှိနေတယ်။အဲ့ဒါအတွက်အခုကလေးကကြိုတင်ပြင်ဆင်နေကြပြီလို့မအူပင်ခြေဆိုင်ဒေတာကင်းထောက်သတင်းမြစ်ကပြောဆိုရှင်းပြခဲ့ပါရရှင်။ဒုတိယဘုံအနေနဲ့တင်ဆက်ပေးသွားမှာကတော့အကျေးထူတဲ့တသက်ခိုင်းအတနာခန့်စားတင်ခဲ့ပေမဲ့မြောင်းလိုင်းကမတနာတဲ့အတွက်ရေကောက်ပွဲပြိုင်ခွင့်လုံးဝအဆုံးသတ်ညီကုန်းချုပ်သွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။အကျွေးထူတဲ့တသက်ခိုင်မှာရေကောက်ပွဲဝင်ခွင့်ပြုရန်မြောင်းလိုင်းတန်တို့အတနာခန့်စာတင်ခဲ့ပေမဲ့မြောင်းလိုင်းကမတနာရေကောက်ပွဲပြိုင်ခွင့်လုံးဝအဆုံးသတ်ညီကုန်းချုပ်သွားပြီဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီကအတရားဝင်အတည်ပြုထုတ်ဖော်ပြောဆိုပါရယ်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်က၎င်းကိုကိုယ်စားလှယ်လွှတ်တော်လောင်းအဖြစ်ပယ်ဖြတ်ထားမှုအပေါ်မှာတညာစဉ်းစားပေးရတဲ့ရေကောက်ပွဲမှာဝင်ပြိုင်ခွင့်ပြုရန်အတွက်ရေကောက်ပွဲကော်မရှင် UEC ကိုမြောင်းလိုင်းထံသို့အတနာခန့်စာတင်ပြခဲ့ခြင်းဖြစ်ပါတယ်အော်တိုဘာလနောက်ပိုင်းမှာပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်တွင်အခြေပေးရန်ရှိနေသောအချက်ကြောင့်လွှတ်တော်ကိုယ်စားလှယ်လောင်းပြည်မှရေကောက်ပွဲကော်မရှင် UEC ကပယ်ဖျက်ခဲ့ကြောင်းတို့ရရင်တသက်ခိုင်ကပြန်လည်စဉ်းစားပေးရန်မြောက်လိုင်းနဲ့ UEC ဥက္ကဋ္ဌထံသို့အတနာခန့်စာတင်ထားကြောင်းအဆိုပါတနာခန့်စာများကို UEC ဘက်ကပြန်လည်သုံးသပ်စဉ်းစားရာတွင်ဥပဒေစီမံစည်းကမ်းနဲ့အညီဆောင်ရွက်ခြင်းဖြစ်တယ်လို့သုံးသပ်ခဲ့ပြီးမြောက်လိုင်းကလည်း UEC ရဲ့ဆုံးဖြတ်ချက်တိုင်းတည်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်နှစ်တွင်အမည်စင်းတင်သွင်းထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်သည်သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်၈ကကြီးပါပြဋ္ဌာန်းချက်နဲ့ညီစွန်းတဲ့အတွက်ကိုယ်စားလှယ်လောင်းစရမအပေဖြတ်ခဲ့ခြင်းဖြစ်ပါတယ်စစ်တပ်ကပြင်ဆင်ထားတဲ့ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအခန်း၅ပုံမှန်၈ကကြီးပါလွှတ်တော်ကိုယ်စားလှယ်ရေးချင်းသတ်မှတ်ချက်တွင်နိုင်ငံတော်နဲ့ပုဂ္ဂလိကအထိုမတင်လျော်တဲ့ပြည်ရန်တာဝန်ရှိမကင်းသူများလို့ပြန်ထမ်းထားရမှာတသက်ခိုင်မှာကမ္ဘောဇဘဏ်သို့ငွေကျပ်ဘီလီယံ100ကျော်အကျွေးပေးရန်ရှိနေတဲ့အတွက်အဆိုပါဥပဒေပုံမှန်နဲ့လည်းညီစွန်းနေတာဖြစ်ပါတယ်ကဘာဖျားလန်းနဲ့ဆရာဆန်လန်းနောက်ရှိ68 resident အရာစီမံကိန်းအတွက်တသက်ခိုင်နဲ့အောင်ကျော်ဝင်းတို့ကကမ္ဘောဇထံမှငွေကျပ်ဘီလီယံ100ကျော်ချိန်ငှားခဲ့ကြောင်းသိရရင်68 resident အရာစီမံကိန်းမှာအချိန်မီပြီးစီးခြင်းမရှိခြင်းအခမ်းအနားခြင်းမရှိခဲ့ကြောင်းဒါအပြင်ကမ္ဘောဇဘဏ်မှချေယူထားသောငွေကျပ်ဘီလီယံ100ကျော်မှလည်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရပါတယ်တသက်ခိုင်ကတော့၎င်းအနေနဲ့ American Dollar တန်185တန်တန်ငွေကျပ်အားဖြင့်940ဘီလီယံတန်68 resident အရာစီမံကိန်းအတွက် KBZ ဘဏ်မှအကျွေးယူခဲ့ရပြီးအတိုးနောက်ကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်းအကျွေးကို10နှစ်တန်သည်ဖြစ်စေ10နှစ်တန်သည်ဖြစ်စေဆက်လက်ပေးဆက်သွားမှာဖြစ်ကြောင်းစာရှင်းလင်းပွဲကျင်းပ၍ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါရဲ့ရှင်